ဇိုမီမျိုးသားတွေရဲ့ကောက်သစ်စားပွဲကိုဝါရှင်တန် DC တဝိုက်မှာနေထိုင်ကြတဲ့ဇိုမီမျိုးသားတွေစုပေါင်းပြီးကျင်းပခဲ့ကြပါတယ်။ရေကြားမြေကြားမှာရောက်နေကြပေမဲ့လည်းရိုးရာအစဉ်လာကိုထိန်းသိမ်းမှုဒီလိုကောက်သစ်စားပွဲကျင်းပရတာဖြစ်တဲ့အကြောင်းပွဲကျင်းပတဲ့တာဝန်ရှိသူတွေကပြောပါတယ်။ဒီပွဲတော်ကိုကိုအောင်ကကိုယ်တိုင်တွားရောက်ရိုက်ကူးပြီးတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ဒီကောက်သစ်စားပွဲကိုဝါရှင်တန် DC ဒေသမှာနေထိုင်ကြတဲ့ဇိုမီတိုင်းရင်းသားတွေအပြင်တခြားနီးစပ်ရာပြည်နယ်တွေကမိတ်ဆွေတွေလည်းလာရောက်ဆင်နွှဲခဲ့ကြပါတယ်။မိုးရာသီလယ်ယာစိုက်ပျိုးပြီးပြန်လည်ရိတ်သိမ်းတဲ့အထိမ်းအမှတ်အနေနဲ့ဇိုမီတိုင်းရင်းသားတွေအားလုံးကကောက်သစ်စားပွဲတော်ကိုကျင်းပကြတာပါ။ဇိုမီတိုင်းရင်းသားတွေရဲ့အကြီးဆုံးရိုးရာပွဲတစ်ခုလည်းဖြစ်တဲ့အတွက်အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့ဇိုမီလူငယ်တွေကိုရိုးရာကိုနားလည်တန်ဖိုးထားနိုင်မှုအခုလိုကျင်းပတာဖြစ်ကြောင်းဝါရှင်တန် DC ဒေသကဇိုမီအမျိုးသားခေါင်းဆောင်တဦးဖြစ်သူစွမ်းမှန်ကအခုလိုပြောပါတယ်ပင်လယ်ရပ်ချက်ကိုရောက်နေပြီမဲ့ကျွန်တော်တို့ဇုံမီအမျိုးသားကျွန်တော်မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ပါဘူးကျွန်တော်တို့ရဲ့ရိုးရာပေါ့နော်ဘာသာစကားကျွန်တော်ဒလေးတွေကိုကျွန်တော်တို့ဒီကနေဆက်ပြီးတော့ကျွန်တော်တို့ရဲ့သားစစ်မျိုးဆက်လက်ကမ်းပေးသွားမယ်ဒါအပြင်ရည်ကြည်မှုကိုထိမ့်သိမ်းရုံနဲ့မဟုတ်ပဲအနာဂတ်မြန်မာပြည်ပြန်လည်တည်ဆောက်ရေးမှာဇိုမီမျိုးသားတွေအနေနဲ့တရတာပါဝင်နိုင်ဖို့လူငယ်တွေကိုပညာရေးအားပေးတဲ့အစီအစဉ်တစ်ခုလည်းဒီအခမ်းအနားမှာထည့်သွင်းထားပါတယ်။အမေရိကန်ပြည်ထောင်စုကိုစတင်ခြေချနေထိုင်တဲ့ပထမမျိုးဆက်အနေနဲ့ဘဝရည်တည်ရေးအတွက်အခက်အခဲတွေရှိခဲ့ပေမဲ့နောက်မျိုးဆက်တွေကိုပုံမကောင်းမွန်တဲ့ပညာရေးခွင့်လန်းကိုအမိအယစုပ်ကိုင်နိုင်ဖို့ကိုလည်းအားလုံးကစိတ်အားထက်သန်နေတာပါ။အခမ်းအနားအတွင်းတက္ကသိုလ်မှာဆုံးခန်းတိုင်ပညာသင်ကြားခဲ့သူတွေအထက်တန်းကျောင်းပြီးခဲ့သူတွေကိုပညာရေးဂုဏ်ပြုမှတ်တမ်းလာတွေလည်းပေးအပ်ခဲ့ပါတယ်။တစ်ချိန်ကြရင်ကျွန်တော်တိုက်ပြီးအချိန်ကြီးကောင်းတဲ့အချိန်ကြရင်ကျွန်တော်ကိုယ်တိုင်တော်၎င်းကျွန်တော်ရဲ့တားစစ်မစ်ဆက်ဒီကိုလော်၎င်းပါနော်။ဗမာပြည်ကြီးဒုတိယကျောင်းကျွန်တော်ဇိုမီတိုင်းရင်းသားတွေနဲ့တိုင်းရင်းသားပေါင်းစုံဒုတိယကျောင်းကိုကျွန်တော်တို့တတ်နိုင်တဲ့လောက်ပြန်ပြီးတော့အလုပ်ကျွေးပြုတ်ဖို့ပါနော်ကျွန်တော်တို့အစင်တန်းရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်စကားပါချင်ပါတယ်။အခမ်းအနားတက်ရောက်လာသူတွေကိုရိုးရာအစားအသောက်တွေနဲ့အိတ်ခမ်းတဲ့အပြင်ဇိုမီအမျိုးသားတွေရဲ့အကနဲ့လည်းဖျော်ဖြေခဲ့ပါတယ်။ဇိုမီယဉ်ကျေးမှုရေးရာအဖွဲ့ဝင်ဖြစ်တဲ့လျာချင်းငိုင်လုံးကအခမ်းအနားမှာတင်ဆက်တဲ့ဇိုမီအကနဲ့ပတ်သက်ပြီးအခုလိုရှင်းပြပါရယ်။တာယာလှပတဲ့ကျမတို့ချင်းတောင်တိုင်းရဲ့အလှအပကိုပေါ့နော်။ဒီကုန်းထားတဲ့သချင်းလေးကိုပြန်ပြီးတော့မှaction နဲ့ပြန်ပြတာပေါ့နော်။အဲ့ဒါလေးဖြစ်ပါတယ်လို့ဒီမှာတော့သွားလာနေရထိုင်တာကတော့ဝေးကြတယ်ခက်ခဲကြတယ်ဒါပေမဲ့အဲ့လိုမျိုးအလုပ်ကလည်းကိုယ်အလုပ်နဲ့ကိုယ်စီပေါ့နော်ဒါပေမဲ့အဲ့လိုကိုယ်လူမျိုးရှစ်တဲ့စိတ်ဓာတ်နဲ့မဖြစ်အောင်လာတယ်အဲ့ဒီစိတ်ဓာတ်လေးကိုသမီးအရန်ပဲကြိုက်တယ်ပေါ့နော်2004ခုနှစ်နောက်ပိုင်းကစလို့ဇိုမီမျိုးသားအများပြားဝါရှင်တန် DC ဒေသမှာအခြေချနေထိုင်လာခဲ့တာပါစတင်အခြေချနေထိုင်စဉ်မှာရာဂဏန်းအရေအတွက်သာရှိပေမဲ့အခုခါမှာတော့ထောင်နဲ့ချီရှိနေပါပြီအမေရိကန်ပြည်ထောင်စုအနောက်အလယ်ပိုင်းကအိုကလာဟိုးမားပြည်နယ်မှာလည်းဇိုမီလူမျိုးအများပြားနေထိုင်ကြပါတယ်ခင်ဗျာ